အမြဲလိမ့်နေကြ product တစ်ခုနဲ့တင်တာမိတ်ဆက်ပြီးမှာပေါ့တင်တာအမြဲလိမ့်နေကြ product ခါကြတော့တင်တာဘလူးမျိုးလေးလိမ့်လဲပြီးဆိုရင်မျက်နှာတိုင်းရပြပြောင်းလေးဖြစ်သွားမယ်ပြီးတော့တင်တာသုံးတဲ့ makeup တစ်ခုကကြတော့တဏီကုံပေါ့နော်ခံပြီးတော့ပပကြည်ကြည်လေးနဲ့ပေါ့နော်ပြောင်ပြောင်တင်းတင်းလေးဖြစ်တယ်ပေါ့နော်ဒါဆိုကိုအမြဲသုံးနေကြ product တစ်ခုနဲ့ကိုလည်းတင်တာတစ်ချက်ပြပြီးမယ်လေနော်တင်တာတော့တုံတာတော့လိမ့်ပြပြီးမယ်ပေါ့နော်လောတယ်တော့တုံတာတော့လိမ့်ပြီးသွားအခုကကြတော့ဒီမှာပြထားတဲ့စိတ်ရတော့များတယ်ဒါပေမဲ့တင်တာလေးအစစ်စစ်ပြီးတော့လိမ့်ရမှာတင်တာလေးနဲ့တုံတာလိမ့်ပြီးသွားပြီဆိုတင်တာအဓိကလိမ့်ဖြစ်တဲ့တစ်ခုကိုပဲတင်တာလိမ့်ပြပြီးတော့အဓိကတင်တာလိမ့်ဖြစ်တာပါလဲဆိုတော့ဒီ moisturizer ပေါ့တခြားနှုတ်ယူစီရလို့ကတော့ညဘက်တော့တုံးဖြစ်တာပေါ့နေ့ဘက်ကကြတော့ကိုကအလုပ်သွားရဆိုတော့အချိန်တော့မရအဓိကတားရည်လုံးကစမဖြစ်စီရဟာပေါ့မိတ်ကလေးပဲဖြစ်ဖြစ်ရကြလေးပဲဖြစ်ဖြစ်မရှိမဖြစ်လိုအပ်တဲ့ sun cream တစ်ခုလိမ့်ရပေါ့တင်တာတော့ sun cream လိမ့်ပြီးသွားဆို make up တော့မပြပြလေးပဲနည်းနည်းပဲလိမ့်နေပြီးသွားတော့ခုဆိုရင်တော့တင်တာ mascara လည်းကုတ်တောင်းပြီဆိုတော့တင်တာတော့ make up တော့အရင်လေးနဲ့တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကိုတိတလားတတလားအားလေးနဲ့တင်တာပြန်နေပြီးတော့မျှဝေပေးရပါတော့ကိုလေးနဲ့ make up တာကကြတော့လေဘယ်လောက်ထိစေးကြီးတာပဲပေးရပါစေပေါ့ဒီလိုမျိုးကိုသုံးတဲ့ skin ရဲ့ product တစ်ခုနဲ့ကိုယ့်ရဲ့အတိုင်းနဲ့ကန့်ညီမှုရှိမနေဘူးဆိုရင်လည်းအဲဒီ make up တာဘယ်လောက်ပဲကောင်းကောင်းကွက်နေမှာပေါ့တင်တာလေးနဲ့ skin ရဲ့ product ကိုလည်းတင်တာပြပြီးသွားပြီဆိုတော့နောက်ဆုံး result တစ်ခုတင်တာပြပေးမယ်တင်တာလေးနဲ့ skin ကဘယ်လောက်ထိကိုအသားရည်မှာပြောင်းလဲမှုရှိနေမလဲဘယ်လောက်ထိပြောင်းပြောင်းလေးဖြစ်နေမလဲနောက်ဆက်ထဲမှာတစ်ချက်ကြည့်လိုက်မယ်နော်